ပထမတန်ဖိုးဖြစ်တဲ့မိဘကိုတော့ပြစ်ထားပြီးတော့ဒုတိယတန်ဖိုးဖြစ်တဲ့တနာကိုကဘာထင်နေတဲ့အကိုတရားကကျွန်တော်ဘာပြောရမှတ်လို့မင်းကငါလောက်ပတ်စံသုံးနိုင်လို့လားတဲ့ဟေးငါတို့ရှိပြောင်ပြောင်မရှိပြောင်ပြောင်အယုသားသမုတ်ဝန်ခံတယ်ငါနှစ်လောက်ပတ်စံမသုံးနိုင်ပါဘူးငါမှဖေလည်းမရှိဘူးအမေနဲ့ညီမလေးတွေကိုပြည့်စုံအောင်ကြိုးစားပြီးတော့ထားနေရတဲ့လူငယ်တယောက်ဖြစ်တယ်အဲ့တော့အခုကျွန်တော်စကားလေးတစ်ခုပြန်မေးမယ်အခုနဖူးကချွေးချေမကြောက်အောင်ရုန်းကန်ပြီးလို့မှရလာတဲ့ပတ်စံနဲ့အကိုရဲ့ဖခင်ဖြစ်သူကိုပစိုးတကွန်းဝယ်ပေးဘူးလားနဖူးကချွေးချေမကြောက်အောင်ရုန်းကန်ပြီးရလာတဲ့ပတ်စံနဲ့အကိုရဲ့အမေကိုအကိုထမင်းတကွန်းဝယ်ပေးဘူးလားကျွန်တော်ပေးဘူးတယ်နော်ကျွန်တော်အမေကိုကျွန်တော်ပြည့်စုံထားတယ်နော်ကျွန်တော်ညီမလေးကိုကျွန်တော်ကြိုးကင်နိုင်သူတယောက်ဖြစ်အောင်ရက်တည်ရနော်ညီမလေးတွေအတူယူလေးစားအားကြရတဲ့သူတယောက်ဖြစ်အောင်ကျွန်တော်နေတယ်နော်ဂုံစားတာမဟုတ်ဘူးနော်ကျွန်တော်ပြောပြတာဂုံစားတာမဟုတ်ကျွန်တော်မှဂုံစားစရာဘာမှလည်းမရှိဘူးလူရောက်တဲ့အောင်မှာကျွန်တော်69ရောက်မှရှိတယ်အဲ့တော့အခုကျွန်တော်လက်စင်တစ်ခုပေးမယ်အမေဘာလို့သာထိုင်စားပြီးတော့ရောင်ရောင်လုံးမနေပါနဲ့ဘဝဆိုတာကဒါမျိုးကြီးမသွားဘူးနော်အတန်းလိုက်ကြီးမသွားဘူးဒါမျိုးတွေလာမှာနော်လှိုင်းလုံးလို့ဒါမျိုးတွေအဲ့ဒီခါကျကြားကြနေမဲ့ဂယုစိုက်ပါအနိုင်လိုချင်းကျွန်တော်ရှုံးပေးပါတယ်ကျေးဇူးတင်ပါ